အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကဘာပေါ်မှာဒိုင်နိုဆောတွေစိုးမိုးခဲ့တဲ့ခေတ်ကလေးကအခုထက်ထိပုံစံမပြတ်ပဲကြံရင့်နေတဲ့တရဝတစ်ကောင်ရှိပါတယ်အဲ့ဒါကတော့မိချောင်းပါပဲလူတော်တော်များများကမိချောင်းတွေကိုကြောက်စရာကောင်းပြီးနှေးကွေးတဲ့တရဝလို့ပဲမြင်ကြပေမဲ့တကယ်တော့သူတို့ဟာကဘာမြေရဲ့တကယ် hidden boss တွေပါသူတို့ရဲ့သွေးဟာ AIDS virus ကိုတောင်တက်ပြစ်နိုင်စွမ်းရှိတယ်ဆိုတာတင်သိပါသလားမိချောင်းတွေရဲ့နှလုံးဟာလူသားတွေရဲ့နှလုံးနဲ့မတူပါဘူးသူတို့မှာသွေးကြောတွေကိုထိန်းချုပ်နိုင်တဲ့ physical switch တစ်ခုပါဝင်ပါတယ်။ရေအောက်မှာပေါင်းနေတဲ့အခါဒါမှမဟုတ်အစာမရှိတဲ့အခါမျိုးမှာသူတို့ရဲ့နှလုံးခုန်နှုန်းကိုတစ်မိနစ်ကိုအကြိမ်40ကနေ3ကြိမ်ထိလျှော့ချပစ်နိုင်ပါတယ်။ဒါဟာဖုန်းတစ်လုံးကို super power saving mode ပြောင်းလိုက်တယ်လို့ပါပဲ။ဒီနည်းနဲ့သူတို့ဟာအစာလုံးဝမစားဘဲ2နှစ်အထိအသက်ရှင်နိုင်ပါတယ်။ပြီးတော့သူတို့ရဲ့ကိုယ်ခံအားစနစ်ကလည်းအမခန့်ပါပဲ။ဘက်တီးရီးယားတွေအလွန်များတဲ့ရွှံ့နုံထဲမှာနေထိုင်ပေမဲ့ဒဏ်ရာရတဲ့အခါပိုးဝင်တာမျိုးမရှိဘဲအလိုလျောက်ပြန်လဲပျောက်ကင်းနိုင်စွမ်းရှိပါတယ်။နောက်ထပ်ထူးခြားတာတစ်ခုကမိချောင်းတွေမှာမျိုးရိုးဗီဇဆိုင်ရာလိမ်သတ်မှတ်ချက်မရှိတာပါပဲ။သူတို့ရဲ့သားပေါက်လေးတွေအထီးဖြစ်မလားအမဖြစ်မလားဆိုတာဟာဥပေါက်ချိန်ကမြေကြီးရဲ့အပူချိန်ပေါ်မှာပဲမူတည်ပါတယ်။အပူချိန်တင်းတင်းမြတ်တဲ့နှစ်တွေမှာအထီးတွေပိုးပေါက်ပြီးရာသီဥတုဆိုးရွားတဲ့နှစ်တွေမှာတော့အမတွေပဲပေါက်ဖွားတတ်ပါတယ်ဒါဟာမျိုးနွယ်စုကိုအစာရှားပါတဲ့ဒဏ်ကနေကာကွယ်ဖို့တဘာဝတရားကပေးထားတဲ့စစ်ဗျူဟာတစ်ခုပါပဲနှစ်တန်းပေါင်း200ကျော်အတွင်းမှာတခြားတတဝါတွေကပတ်ဝန်းကျင်နဲ့အညီပုံစံမျိုးမျိုးပြောင်းလဲခဲ့ကြပေမဲ့မိချောင်းတွေကတော့သူတို့ရဲ့အခြေခံဒီဇိုင်းကိုမပြောင်းလဲခဲ့ပါဘူးသူတို့ဟာကုန်းပေါ်မှာလည်းနေနိုင်တယ်လို့ရေထဲမှာလည်းကျင်လည်နိုင်ပါတယ်အသားလဲစားတယ်လို့လိုအပ်ရင်အင်းဆက်နဲ့အပုပ်တွေကိုလည်းစားနိုင်ပါတယ်အရာအလုံးကိုအကောင်းဆုံးဖြစ်အောင်လိုက်ပြောင်းနေတာထက်မိမိနဲ့အကိုက်ညီဆုံးနေရာမှာပဲမယိုင်မလဲရက်တည်နေတာကသူတို့ရဲ့ရှင်သန်ခြင်းလျှို့ဝှက်ချက်ပါပဲဒါကြောင့်စင်ကဲပြောင်းလဲခြင်းဆိုတာအမြဲတမ်းအသစ်အဆန်းတွေဖြစ်နေဖို့မဟုတ်ပဲမိမိအတွက်အသင့်တော်ဆုံးအနေအထားကိုရှာဖွေတွေ့ရှိဖို့ပဲဖြစ်ပါတယ်မိချောင်းတွေကတော့ဒီအဖြေကိုလွန်ခဲ့တဲ့2တန်းပေါင်းများစွာကတည်းကရှာတွေ့ထားခဲ့တာပါ